အားလုံးပဲမင်္ဂလာပါမပိုးပါလောကကြီးမှာကွာတခါတလေကြာလို့ရှိရင်သူကအရန်ကန်ကောင်းလိုက်တာကိုကတော့ကန်ဆိုးလိုက်တာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းသူကတော့ကန်ကောင်းလိုက်တာဆိုတော့ခံစားချက်မျိုးအဲ့လိုမျိုးတွေးဘူးလားပေါ့နော်ဖြစ်ဖို့ကြလားပေါ့နော်အဲ့ဒါလေမပိုးတစ်ခုပြောပြပေးမယ်အကြံလည်းပေးချင်တယ်သိလားအရင်တုန်းကမှလည်းအဲ့လိုဖြစ်ဘူးတယ်ပေါ့နော်ဖြစ်ဘူးတဲ့အခါကျတော့အရင်တုန်းကနေခဲ့ရတဲ့ life နဲ့ဘဝနဲ့ကိုလုပ်နေတဲ့အလုပ်နဲ့ကိုရွေးချယ်တဲ့ professional နဲ့အဲ့ဒါတွေကဘာတစ်ခုမှထပ်တူမကြတာတွေရောမလုပ်ချင်တာရောလုပ်နေရတာတွေရောပြီးတော့ကိုရှာချင်တဲ့ income ကအရန် higher salary ကိုကလိုချင်တယ်ကွာဒါပေမဲ့အဲ့အချိန်မှာကိုကမသုံးနိုင်သေးဘူးပေါ့နော်ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ကွာဒီလားအဲ့လိုမျိုးအချိန်ကိုရောက်နေတဲ့အခါကျရင်ဘယ်လိုကြော်ဖြတ်မလဲဆိုရင်လေအဲ့လိုမျိုးအချိန်မှာကိုကသူများရဲ့ဝင်ငွေကောင်းတာတွေဒီလားသူများရဲ့သုံးနိုင်တယ်စားနိုင်တယ်ဆိုတာတွေကိုကြည့်နေခဲ့ရဘူးတယ်ပေါ့နော်အဲ့လိုအချိန်တွေမှာဘယ်လို handle လုပ်ရမလဲဆိုတော့ကိုယ်စိတ်ကလေအရင်တုန်းကတည်းကအမှားကပါလဲဆိုတော့ဗုဒ္ဓဘာသာဖြစ်တယ်ပေါ့နော်ကိုကတခြားဘာသာခြားဆိုရင်လည်းဘာသာခြားရဲ့ဒီ meditation လုပ်တာတို့ဘာသာရေးကိုလုပ်လို့ရတယ်ပေါ့နော်ဘာသာရေးဘာလို့တိုက်တွန်းဖြစ်တာလဲဆိုတော့ပဋ္ဌာန်းရွတ်လာတာလေတော်တော်ကြာပြီပဋ္ဌာန်းဆိုတာပဋ္ဌာန်း24ပစ္စည်းပေါ့နော်24ပစ္စည်းအကျဉ်းပေါ့အဲ့လို24ပစ္စည်းရတယ်ဟေတုပစ္စည်းရောအရမဏပစ္စည်းရောအဓိပတိပစ္စည်းရောပေါ့နော်အဲ့24ပစ္စည်းအကျဉ်းကိုကဟွာလောက်တည်းရရွတ်တာ10တန်းပြီးလောက်ကစပြီးရွတ်တာပေါ့နော်ဒါပေမဲ့အဲ့24ပစ္စည်းမရွတ်ခင်တော့ကျတော့ဖျားရှိခိုးတယ်အဲ့တော့ high school ပဲရှိပြီးတော့ခလေးဆိုတော့တိတ်နားမယ်သေးဒါမှငယ်ငယ်တော့ဓမ္မစကူထားကြအိမ်ကလေအဲ့ပေါ့နော်ပို့ဒီမှာဆက်ပြောလိုက်မယ်ပေါ့နော်ဗီဒီယိုလေးကနှစ်ခုဆက်ထားတာပါအခုကတော့ workout လုပ်မိဘတွေကျွန်တော်ဆုံးမမှုတော်တော်လေးကိုကောင်းခဲ့တယ်လို့ပြောမှာပေါ့နော်အဲ့တော့ပို့ဒီကြီးလာတဲ့အခါကျတော့ပဋ္ဌာန်းရွတ်ဖို့စိတ်အားထက်သန်တော့24ပစ္စည်းကနေစပြီးတော့ရွတ်ကြည့်တယ်ရွတ်ကြည့်ပြီးတော့24ပစ္စည်းရွတ်လို့ရှိရင်လည်းပြောကြရမှာလားပဋ္ဌာန်းရွတ်ရင်လည်းလူတွေကဘာဖြစ်လဲဆိုတော့ခိုက်တယ်တို့အိမ်မှာအိမ်တော်ကြီးစင်မပြေဘူးတို့လင်မယားရံဖြစ်တယ်တို့မိသားစုတွေတကွက်တပြားဖြစ်တယ်တို့ဒါအနည်းနဲ့အများတော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးဆရာတော်တွေကနေမိန့်လဲဆိုတော့ဒါကိုဆက်ရွတ်ပေါ့နော်ပဋ္ဌာန်းရွတ်မယ်ဆိုလို့ရှိရင်လည်းဒီပဋ္ဌာန်းကိုပဲဆက်ပြီးတော့ရွတ်ရမှာကိုကနေပြီးတော့ဒီ24ပစ္စည်းအတူပဲရွတ်အလတ်ပဲရွတ်ပေါ့နော်ဒီ24ပစ္စည်းပဋ္ဌာန်းကျမ်းအကျယ်ပဲရွတ်ပေါ့နော်အဲ့တော့ပိုးစားခဲ့တာကအတူလေးကနေစားတာပေါ့24ပစ္စည်းအတူလေးပြီးတော့ပဋ္ဌာန်း24ပစ္စည်းအကျယ်ကိုရွတ်တယ်အကျယ်ကနေပြီးတော့မှအခုဆိုလို့ရှိရင်ပဋ္ဌာန်းကျမ်းပေါ့နော်5ကျမ်းပေါ့5ကျမ်းကိုနေ့စဉ်တရွက်စီပဲဖြစ်ဖြစ်ကိုအလုပ်အားရင်တော့3-4ရွက်ဖြစ်ဖြစ်ဒါမျိုးတွေရွတ်ဖြစ်အောင်ရွတ်တယ်ဖုန်းထဲမှာ application လေးပြပေးမယ်အဲ့ဒီ application လေးနဲ့ဒီတိပိတကဆိုပေါ့နော်အဲ့ application လေးနဲ့ဝင်လိုက်တာနဲ့သူ့ထဲမှာအများကြီးပဲရွတ်စရာအများကြီးပဲအဲ့ဒီထဲမှာပို့တော့ဒီပဋ္ဌာန်းကျမ်း5ကျမ်းဟာကိုရွတ်တာပေါ့နော်အဲ့ပဋ္ဌာန်းကျမ်း5ကျမ်းရဲ့အကျယ်တွင်းကိုသူကအမှအကုန်လုံးပါတယ်ကိုယ့်ရဲ့ပထမတွဲဆိုပထမတွဲဒုတိယဆိုဒုတိယတွဲတတိယတွဲဆိုတတိယတွဲပေါ့နော်အဲ့တော့အဲ့ကိုတွဲအဲ့တတိယတွဲအပိုးအခုရွတ်နေတာတတိယတွဲဆိုပို့ကဒါလေးကိုထောက်ပြီးတော့ဒါခရီးသွားလို့ရှိရင်ကိုယ်စားအုပ်လိုက်ကြီးတည့်သွားစရာမလိုဘူးပေါ့နော်အဲ့တော့ဟိုမှာယူပြောရင်းနေနဲ့ယူကြီးမှာဒီမှာ workout လုပ်မဲ့လူတွေကတန်းစီနေတာပေါ့နော်နောက်မှာဆိုရင်သူတို့ကလည်းတစ်ခွဲရောက်နေတာပေါ့နော်ထားပါတော့အဲ့တော့ဘယ်လိုလဲဆိုတော့ပို့တို့အခုရွတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးဘယ်နေရာရောက်ရွတ်လို့ရတယ်လို့ပို့အကြံပေးချင်တာအဲ့တော့ပဋ္ဌာန်းကရွတ်မယ်ဆိုလို့ရှိရင်ကတော့အများတန်းဘာလုပ်ရလဲဆိုတော့ကိုကနတ်တွေကိုပင့်ရတယ်ပြီးလို့ရှိရင်ဒီမကြားနာနိုင်တဲ့ပုံကိုယ်တွေရှိတယ်အဲ့မကြားနိုင်တဲ့ပုံကိုယ်တွေကိုပို့တို့ကဖယ်ပေးရတယ်ဒါကတော့ထုံးစံတိုင်းပဲလုပ်ရတယ်ခရီးသွားရင်တော့နည်းနည်းဒုက္ခရောက်တာပေါ့နော်ကိုကနိုင်ငံရေးထားသွားရပါညာဆိုရင်ကိုပြောတာတွေလည်းသူတို့ကနားမလဲခိုင်တိုင်းအနှောက်အယှက်တွေဒါတော့ကိုရဲ့တခါတလေလဲစိတ်ထင်တာလည်းဖြစ်မယ်တကယ်လဲကိုအနှောက်အယှက်နေရတယ်ဖြစ်မယ်မျှလို့ကျင်တာလည်းဖြစ်မယ်ပေါ့ဒါတော့ကိုဘာသာရေးရပေါ့နော်အမြဲတမ်းနှောက်ယှက်တွေကတော့ခံရတာပေါ့နော်အမြဲတမ်းနှောက်ယှက်တွေကတော့ဖြစ်တယ်ကွယ်အဲ့ခါကျတော့ကိုကအမြဲတမ်းဘာလုပ်ပြရလဲဆိုတော့ကိုကတော့သူတို့အမြဲတမ်းမေတ္တာပို့ရတယ်ပေါ့မေတ္တာပို့တယ်အများပေးဝေရတယ်အမြဲတမ်းတော့ဒါတော့ထုံးစံတော့လုပ်ရတာပေါ့နော်အဲ့တော့ပို့ရဲ့အတွေ့အကြုံလေးတချို့ပြပြချင်တာကလေငယ်တော့ဆိုလို့ရှိရင်တော့အရင်တုန်းကပေါ့ကွာအသက်20 23လောက်တုန်းကတအားအဲ့လိုရုန်းကန်ရတယ်ပေါ့ရုန်းကန်ရတယ်ဆိုတော့ကနေ့တူကလူတိုင်းလုပ်နေရတဲ့အလုပ်ပဲဒီလိုလှုပ်သွားရတယ်အလုပ်ပြန်ရတယ်ဒီလိုစူးစမ်းရတယ်ကွာအရန်အေးစစ်စစ်နေဖို့ကံမပါသေးဘူးအဲ့ချိန်တုန်းကကြတော့လေအဲ့တော့အမြဲတမ်းတစ်ချိန်တိုင်းလို့ရှိရင်ငါပေါ့နော်ဒီလိုဘယ်တော့အများကြီးစစ်စစ်နေရမလဲဆိုပြီးအမြဲတမ်းစဉ်းစားဖြစ်တယ်အမြဲတမ်းတွေးဖြစ်တယ်အရင်တော့ပိုကဒီ Maslow case တွေလိုက်တော့
အဲ့လိုလူနာတွေအများကြီး patient တွေအများကြီးကိုကန်ရတယ်ပေါ့နော်အဲ့တော့ patient တွေအများကြီးမှာမတူဘူးပေါ့တယောက်နဲ့တယောက်ကမတူကြဘူးတချို့ကျတော့လည်းဆန့်ရမ်းချမ်းသာတချို့ကျတော့လည်းလဲတန်းစားเนาะအဲ့လိုမျိုးရှိတဲ့အခါကျတော့တချို့အရမ်းဆန့်ချမ်းသာတချို့တွေကျတော့လည်းမာနကြီးတယ်မောက်မာတယ်မန်တက်တယ်ရှိတာပေါ့ဒါသူတို့ကလည်းဆန့်ရှိတာ哦เนาะအဲ့တော့ကိုကလေအဲ့ချိန်တော့ကြာရင်လေသူတို့လေအားကြတယ်ဒီလားငါဘရောများမှအဲ့လိုမျိုးဆန်သုံးနိုင်မှာလဲရေငွေလိုသုံးနိုင်မှာလဲဒီလားအဖွားတွေဖိုးတွေကြည့်ရလို့ရှိရင်ငါဖိုးနဲ့ဖွားငါဘရောမှကြည့်နိုင်မှာလဲငါအမြင်နဲ့ဘရောများမှငါဒီလိုကြည့်နိုင်မှာလဲထားနိုင်မှာလဲဆိုတော့အတွေးကအမြင်တမ်းဝင်တယ်ဒါပိုးစိတ်ထဲမှာပေါ့နော်ဒီနားလေးကလျင်တန်တော့နည်းနည်းလေးပါမယ်ဒီစိမ့်နဲ့ဒီအဲ့တော့အဲ့လိုမျိုးလေးအတွေးအမြင်တမ်းဝင်တဲ့အခါရှိတဲ့အခါကျတော့အမြဲတမ်းဘယ်လောက်စိတ်နဲ့လှုပ်ဖြစ်တာတကောတော့ဘာသာရေးပေါ့နော်အမြဲတမ်းဘာသာရေးကိုပို့လုပ်တဲ့အခါကျတော့ဘာသာရေးကိုအဆက်မပြတ်လုပ်ဖြစ်တယ်ဒီနောက်ဆုံးပဋ္ဌာန်းကျမ်းကိုရွတ်တော့အရန်ကိုသိတာပဋ္ဌာန်းကျမ်းကကြတော့ပို့လို့ရွတ်ဖို့လည်းမလွယ်ဘူးသူကအယောက်1000မှတယောက်ပဲရွတ်ခွင့်ရတာတော့ဒီလိုမျိုးပေါ့မရွတ်နိုင်တာပေါ့နော်အဲ့တော့ဆိုတော့အဲ့တော်တော်လေးသိတာကဘာလဲဆိုတော့ဘို့အဲ့ချိန်မှာကွာအမြဲတမ်းတောက်ထောက်ရွတ်တယ်နော်ပဋ္ဌာန်းကိုအဲ့စိတ်တွေအလုံးပြုတ်တာအလုံးမှတ်ရအလုံးကမ္ပဏီလုံးတစ်ခုပေါ့နော်အဲ့ချိန်မှာကိုဗစ်တွေချမ်းဖြစ်တော့ကမ္ပဏီကကိုနင်တို့လားစာကိုမပေးနိုင်တော့တာဆိုပြီးတော့ဖြစ်တာပေါ့နော်ဖြစ်တဲ့အခါကျတော့အလုပ်ပြုတ်စိတ်တွေလိုက်ကျုပ်စိတ်တွေညစ်ပေါ့အဲ့ချိန်မှာဘာလဲဆိုတော့အလှတစ်ခုကိုသွားတယ်အလှတစ်ခုကိုအဲ့မရဲ့အလှကိုသွားလိုက်တဲ့အခါမှာဓမ္မမိတ်ဆွေတွေနဲ့တွေ့ရပေါ့ပြောရမှာဆိုတော့အဲ့ဒီမိတ်ဆွေတွေကသူကအဒီဖန်ချန်ရွတ်တယ်တဲ့ဘာမှမဟုတ်ကိုကအဲ့လိုဘာသာရေးနဲ့ဆိုဆက်ဆုအရန်လောက်တယ်ဘာလေးတွေလောက်တာလဲဘလို့ဖျားပန်းလေးတွေကတ်တာလဲဘလို့ဖုန်းကြီးတွေကိုဘလို့ပင့်တာလဲဘလို့နတ်ကိုဘလို့ပို့တာလဲဘလို့ပင့်တာအဲ့ဒါမျိုးတွေဆက်ဆုရင်းနဲ့သူတို့ကဒါမျိုးလေးရွတ်တယ်တဲ့ရွတ်ကြည့်နေမှလေးဆိုပြီးတော့လှူလိုက်တာသူကပထန်းချန်လှူရင်းနဲ့ဘိုးကနေပြီးတော့အစာပြုပြီးတော့တအိမ်လုံးပထန်းချန်ရွတ်ဖြစ်တယ်ပေါ့နော်ဒီဘာသာရေးလှုပ်လို့ကိုဘွားကြီးပြောင်းလဲမယ်လို့တော့မဟုတ်ဘူးเนาะဘာသာရေးဒီလိုမျိုးဒီပထန်းချန်နေပဲတနေကုန်ထိုင်ရောဘာလုံးမှမလုပ်လို့ရှိရင်တော့ကိုဘွားကြီးကတော့ဒီဒါကနေပြီးတော့ပတ်စံဝင်မှာတော့မဟုတ်ဘူးဒါပေမဲ့ပြောချင်တာကိုယ်တိုင်လည်းအလုပ်လုပ်ရတယ်အလုပ်ကြိုးစားရမယ်ပြီးရင်သူ့ရဲ့ကံတရားအထောက်ပံ့နေတာလည်းတစ်ခါသာသူကောင်းလာတာပေါ့နော်အဲ့တော့အဲ့ဒီထန်းချန်ရွတ်တဲ့ဟာတစ်ခုကတော့ဗာလဲဆိုတော့ကိုနားမှာလည်းကိုပေါ်စိတ်ထားမမှန်တဲ့သူတွေကအဝေးရောက်တယ်ဒီလိုပဲမပေါ်တော့ခံယူရပေါ့နော်ကိုနားကောင်းတဲ့သူတစ်ယောက်နဲ့ကွာမကောင်းတဲ့သူတစ်ယောက်နဲ့ဆိုတော့လဲတယ်ကောင်းတဲ့သူတစ်ယောက်ပဲကိုနာမှာရှိနေနေတာကျန်တတ်တယ်မကောင်းတဲ့သူတရားသွားပါစေတယ်နော်အဲ့တော့စစ်မှန်နေပဲကိုနာမှာရှိလိမ့်မယ်အဲ့ဒါအရန်ကောင်းတဲ့အချက်ပဲအဲ့တစ်ခုလေးရတော့နော်ကိုကိုဒုက္ခပေးမဲ့သူဆိုသူ့လိုအဝေးကိုလျှောက်သွားတယ်ကိုပေါ်ကောင်းမဲ့ကိုအကျိုးလိုလားတဲ့သူတွေပဲကိုနာမှာရှိလိမ့်မယ်အဲ့ဒါကလည်းကောင်းတဲ့အချက်တစ်ချက်ပဲကွာနောက်တစ်ခုကကျတော့ဒီဘုံဘုံနေဆိုအမြဲတမ်းမိန်နေတာလောကုတ္တရာကိုလှုပ်ရင်းနဲ့တရားထိုင်တက္ကမတရားထိုင်ဒီထမ်းရွတ်အဲ့တော့လောကုတ္တရာလုံနေခြင်းနဲ့သူကလောကီယာပြေတာပေါ့နော်လောကုတ္တရာကိုလုံနေခြင်းနဲ့ဒါကလောကုတ္တရာအလုပ်ကိုလုပ်နေတာဘာသာရေးလုပ်တယ်ဆိုတော့လုံနေပင်မဲ့လောကီမှာကကိုဘာလို့ခြင်းနဲ့ကိုဘာဖြစ်ခြင်းနဲ့ဆိုတော့ထိုင်ပြီးတောင်းနေရမှာမဟုတ်ကိုပဲနှခမ်းနေလေးဆိုခြင်းနဲ့ကိုပဲ make up လေးလင်းခြင်းနဲ့ဒါမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုဖြစ်ခြင်းနဲ့ဆန္ဒလေးတွေကသူ့ဘာသာသူပြေကိုကပြောကြတာကတော့ကိုယ့်ရဲ့နှကောင်းနှမျက်တွေကကိုနားမှာအမြင်ဆောင်ရှောက်တာပေါ့အဲ့လိုမျိုးဆောင်ရှောက်တဲ့အခါကျတော့အဲ့နှကောင်းနှမျက်တွေကနေပြီးတော့မှကိုဒီလိုဆန္ဒရဖေးပေးရလဲဖြစ်ချင်းဖြစ်မဲ့သူတို့ကနေပြီးတော့မှသူတို့အမျှအတန်းရတဲ့အခါကျတော့သူတို့ satisfy ဖြစ်လို့သူရဲ့ဆန္ဒရဘုံဘွားတွေကောင်းတဲ့နေရာတွေရောက်လို့ကိုချစ်ခင်လို့ဆောင်ရှောက်တာလည်းဖြစ်ချင်းဖြစ်မဲ့ဒါမျိုးပေါ့နော်ဘာပဲဖြစ်ဖြစ်ကောင်းတဲ့လေးထားတစ်ခုပါပဲဘလို့ပဲရမရဘူးကတော့ကောင်းတဲ့လေးထားမလို့အမြဲတမ်းဆက်ပြီးတော့လုပ်သွားမယ်အမြဲတမ်းဆက်လုပ်လာတာပေါ့နော်ဒါနှစ်နဲ့ချီပြီးတော့တော်တော်လေး10စုနှစ်နဲ့ချီရှိနေပြီနောက်တစ်ခုကတော့ဒီခုပထန်းချမ်းဆိုလို့ရှိရင်လည်းရွတ်ဖို့အားလုံးကိုတိုက်တွန်းရှင်နဲ့9နှစ်6နှစ်ထဲတော့ရောက်ပြီကိုရွတ်တာပေါ့နော်ပထန်းချမ်းရွတ်တာတော့တိတ်မကြသေးဘူးဒါပေမဲ့တကယ်ကိုရွတ်ကြည့်ပါထူးခြားတယ်အရန်ကိုစပိုင်းတော့လေမနိုင်တဲ့အချိန်ဒါပထန်းကိုမနိုင်တဲ့အချိန်သူများတွေကပြောတယ်မလားလို့အရန်နေဖြစ်တယ်မှန်တယ်နော်အဲ့ဒါတကယ်ဖြစ်တယ်မနိုင်တဲ့အချိန်ဒီအဲ့ဒီအချိန်မှာစိတ်ကိုရှော့လိုက်နဲ့ရှော့မပေးလိုက်နဲ့ပေါ့နော်အဲ့ဒီအချိန်မှာမနိုင်တဲ့အချိန်မှာတော့လေအိမ်ထဲကနေတောင်ထွက်သွားမယ်အချိန်လေးဒီဖြစ်နေဖြစ်နိုင်တယ်ရန်နေဖြစ်တယ်ကိုအလုပ်ထဲမှာလည်းဆင်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါအကြောင်းတော့ရေလို့လည်းမဟုတ်ဘူးအဲ့တော့ကိုကအဲ့ဒါကိုနိုင်အောင်ဆက်ပြီးတော့လုပ်ရမယ်ဒါကိုရွတ်ရမယ်တောက်လျှောက်ကရွတ်ရမယ်အဲ့ချိန်မှာစင်မပြေလဲရွတ်တယ်စင်ပြေလဲရွတ်တယ်မပေါ့နောက်ပိုင်းကျတဖြည်းဖြည်းနဲ့မဖြစ်လာလဲတရားထိုင်တဲ့ဆင်ရောက်လာတယ်။အများနဲ့တရားမထိုင်ရနေနာအများနဲ့အခုနောက်ပိုင်းဆို routine မှန်ပြန်သွားနေရ workout မြဲထည့်တယ်ကိုယ့်ရဲ့ routine daily routine ထဲမှာတရားပြန်ထိုင်တယ်။ဒါပေမဲ့ဘာဖြစ်ဖြစ်ကိုယ့်ရဲ့ mental အတွက်လည်းအရင်ကောင်းတယ်ကွာသိလား။အဲ့တော့မပေါ်တော့အဲ့ဒီဘာသာရေးကြီးပဲလုပ်နေရမယ်လို့မဟုတ်ဘူးဒါပေမဲ့
ကောင်းတဲ့အလေးကျင့်လေးကိုကိုရီးယားစာပြီးလှုပ်သွားကိုအသက်ဘလောက်ပဲဖြစ်နေပေါ့နော်လှုပ်သွားအဲ့ဒါကနေတစ်ချိန်ကျလို့ရှိရင်ကိုကောင်းတဲ့ကောင်းကျိုးပြန်ပေးမယ်ပေးလိမ့်မယ်ပေါ့နော်အဲ့တော့မဘိုး20နဲ့ဒီခုသက်30နဲ့ဆိုမတူတော့ live က live လည်း different ဖြစ်သွားတယ်ဒီ attitude တွေလည်းအရင်ချိန်သွားတယ်ဒီလားအဲ့တော့သူများကကိုအတွက်အဆင်ပြေနေပြီကိုနေပြောပြီအဓိကတော့တေပြောပြီပေါ့ကိုကောင်းတာပဲလုပ်သွားမယ်ကောင်းတဲ့ຢာပဲပြောတယ်ကောင်းတဲ့မကောင်းတဲ့ဟာဆိုသူများတို့ချို့အဲ့လိုကိုလာ blame တဲ့လူတွေဆိုလဲ neglect ပဲလုပ်လိုက်တယ်အဲ့တော့ထားလိုက်တယ်ပေါ့နော်အဲ့တော့ဒီတိုင်းမှာသူကဒီလိုမျိုးမသိလို့ဒီလိုသူ့ရဲ့ attitude လေးနဲ့ပြောနေရပါဆိုပြီးကျိုးပဲထားလိုက်တယ်အခါကျတော့ကိုယ်တိုင်ကကိုခုချိန်မှာကောက်တည်သွားလဲဖြည့်ထားတဲ့ຢာကြီးရှိနေရကွာအဲ့အတွက်ကြောင့်မို့လို့သိပြောတယ်နေပြောတယ်ကွာဟိုကမှာ live မှာဒါဒီဗီဒီယိုရိုက်နေဟိုဖြစ်တယ်ဆိုတော့လဲပြန်ပြီးတော့ share ပေးချင်တာအဓိကကတော့လူဆိုတာတဲ့ကြံရင်းနဲ့တည်တဲ့သူရှိရယ်နော်အဲ့တော့နေရင်းနဲ့တည်တဲ့သူရှိရယ်အဲ့တော့ကြံရင်းနဲ့ကြံတွေထုတ်ပြီးတော့တည်တဲ့သူလည်းရှိရယ်ဒီတိုင်းပဲနေပြီးဘာမှမလုပ်ဘဲနဲ့တည်တဲ့သူလည်းရှိရယ်အဓိကတော့ဘိုးကဆက်ပြီးတော့ကြံနေရမယ်ဆက်ပြီးလုပ်နေရမယ်ကိုလုပ်နေတဲ့လောက်ကဆက်ပြီးတော့လုပ်ရင်းနဲ့ပဲတည်မယ်နော်အဲ့တော့ပြီးတော့နောက်တစ်ခုကကို့မှာဖြည့်ရမယ်မပြေသေးရင်ဖြည့်ရမယ်ပြေးလာတဲ့အခါကြလို့ရှင်ကိုကဘာလုပ်ကလဲဆိုတော့သူများတွေကိုပြန် share ရတယ်နော်အဲ့လေ့ကျင့်တစ်ခုကိုလုပ်ရတယ်ကို့မှာပြေးလာလေသူများတွေကိုပြန်ပြီးတော့ share ပေးရမယ်အဲ့တော့ဒါကနောင်လာနောင်သားတွေအတွက်ပဲကြံခဲ့မှာအဲ့တော့မဘိုးကလည်းဒီဟာကြီးကိုဒီ page တွေလုပ်ပြီးဒါကြီးကိုစီးပွားကျိုးတော့ဖြစ်သွားမှာတော့မဟုတ်ဘူးအခုချိန်ထိလည်းဒီဟာကကို့အတွက်စီးပွားအရာတစ်ခုနဲ့စီးပွားရေးတစ်ခုအနေနဲ့လည်းလုပ်နေရလည်းမဟုတ်ဘူးဒါပေမဲ့လည်းဘာဖြစ်လဲဆိုတော့မဘိုးပြောသလိုဒီအသည့်တစ်ခု knowledge လေးတစ်ခုကဝင်သွားရဲဆိုလို့ရှိရင်အဲ့နေရာကို့အတွက်အကျိုးရှိရဲ့နေပဲကွာဟုတ်တယ်နော်အဲ့တော့အဲ့ခါကျတော့တကယ်ကိုတိုက်တွန်းတယ်ကိုကဘာသာကြားမလို့တခြားဘာသာဆိုလဲဘာသာရေးရလုပ်လို့ရတဲ့ meditation တွေအများကြီးရှိရပါတော့ဒါတော့အဓိကတော့မဘိုးကဗုဒ္ဓဘာသာဖြစ်တဲ့ခါတော့ကြာတော့ဗုဒ္ဓဘာသာကိုရည်ရွယ်ပြီးတော့ပြောတယ်အဲ့တော့ live မှာချိန်ခဲ့ရရတော့တော်တော်ကိုမှများတယ်အများကြီးပဲချစ်တကယ်ကိုကွာဒီလားထားလိုက်ပါတော့ကိုကတော့အံ့ဩတယ်ကိုအဲ့တုန်းကအခြေအနေနဲ့ဆိုလို့ရှင်မဟုတ်အရင်တုန်းကဆိုလို့ရှင်ရင်အသက်20ကျော်တော့ဝန်ထမ်းလုပ်တော့ပေါ့နော်ဝန်ထမ်းလုပ်နေတုန်းကကျတော့ဘာဖြစ်ချင်လဲဆိုတော့ကိုယ့်ရဲ့လစာကအဲ့တော့ဝန်ထမ်းမှဘယ်လောက်ရမှာလဲဝန်ထမ်းလစာကအစိုးရလုပ်လဲလုပ်ဘူးတယ်အစိုးရလုပ်ကတော့တော်တော်ကြီးကိုပတ်စံကတော့လစာတော့နည်းတယ်ပြီးတော့အစိုးရလောက်က3,800,000 2သိန်းလောက်ပဲရတယ်အဲ့ရနေထွက်ပြီးတော့3သိန်းလောက်ရတယ်ပြီးတော့နောက်လုပ်တစ်ခုပြောင်းတော့4သိန်းခွဲ5သိန်းရတယ်အလုပ်တွေကတော့တဖြည်းဖြည်းနဲ့ချိန်နေကွာအလုံးစုံရရလာစား9သိန်းအဲ့တော့အဲ့ရနေပြီးတော့ဘာဖြစ်လဲဆိုတော့မဘွေရဲ့စာ target ကပေါ့နော်အမြဲတမ်း target တွေထားတယ်အသက်28နှစ်မှာလာစားသိန်းစိတ်30ရစတယ်ဒါအဲ့လိုမျိုးထားရပေါ့နော်အဲ့တော့ဒါပေမဲ့အသက်30ကျော်မှာကဘာပတ်ချင်တယ်အဲ့ငယ်တုန်းမှာအကုန်လုံးချင်တာငယ်တဲ့ချိန်လေးမှာအကုန်လုံးချင်တာအဲ့တော့ဖြစ်ချင်တော့အဲ့ကိုတော့မရောက်လိုက်ဘူးသူ့ဘာသာသူအဆင်ပြေသွားတယ်ဒါကလည်းတစ်ဖက်တစ်လမ်းကဘာသာရေးထောက်ပံ့ကောင်းနေလည်းအများကြီးပါတယ်လို့ယုံကြည်တယ်တကယ်ကိုဘာသာရေးထောက်ပံ့ကောင်းလည်းအများကြီးပါခဲ့တယ်အဲ့ဒါကြောင့်မို့လို့လဲ live ကအားကို changes ဖြစ်တာမြင်ရတာပေါ့နော်ပြောင်းလဲရမြင်တယ်အဲ့တော့လူကြည့်ပါတကယ်ကိုထူးခြားပါလိမ့်မယ်လို့အကြံပြုရှင်လည်းတိုက်တွန်းချင်တယ်ပြီးတော့တကယ်ပေါ့နော်အဲ့လိုဘာသာရေးနဲ့ပတ်သက်တဲ့ဒီခုန application ကိုလည်း nationally ခေါ်ပေးထားမယ် screenshot လေးပြပေးထားပါမယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ပြေးလာအောင်မှာပေါ့နော်ကောက်လို့ဖို့အတွက်လာဒီကွန်းရောက်လာဒီမှာရောက်မှကြောင်းလုံနေကြပြီအရင်လိုက်တယ်လုံနိုင်တယ်သူတွေပြောပါတယ်အဲ့တော့အပေါ်တော့အခုပြေးတယ်ပြေးပြီးရင်စွန်ပါကမှာပေါ့နော်ခါလဲရမယ်အဲ့တော့work out ကိုလည်းစမ်းမပြတ်လုပ်ဖို့ကြံပေးချင်တယ်တိုက်တွန်းချင်တယ်နော်အားလုံးချစ်တဲ့တကားလက်ဒီ